အရင်တော့အမကြီးလေဒီလိုနေရာတွေမှာပတိုင်းမွေးလို့ပုံစံကြီးတွေလေပတိုင်းမွေးလို့မဲနာပဲဒီလိုနေရာတွေရောဒီလိုနေရာဆိုလို့ရှိရင်လေဟိုပြစ်ထူကြီးပေါ့နော်အခုဆိုဘာမှမရှိတော့ဘူးဟုတ်တယ်တော်တော်ဝင်နေတော့မမြင်ရတော့ဘူးဟုတ်တယ်မရှိတော့ဘူးဟုတ်လားတော်တော်သိတာနော်တမျိုးပဲလူတာဆိုအမေပြောတနခါလေးရောလူတာတနခါလေးနဲ့ပဲဘာမှမထည့်ဘူးမကြီးဟိုမိတ်ကဘာညာဆိုတာဟိုငငယ်လေးတွေကဝါသနာမပါဘူးဒါအခုဒါမတရားကြီးမဲမောင်နေသိတဲ့အတွက်လူးလိုက်တာတော်တော်သိတာပဲတော်တော်သိတာဒီဟာလေးတွေလည်းပွေးလာတယ်တထုတ်ကုန်ပြီလားဘာတထုတ်လဲငါလက်ဆောင်ဒီလိုဘူးလေးနဲ့လေပေးတာလူးကြည့်ဆိုပြီးတော့မရှိတော့နော်မရှိတော့ဘူးဒီဘက်ဆိုရင်လည်းလုံးဝအောင်နော်ပါထွက်သွားတာဒီဘက်ကနည်းနည်းကြံသေးတယ်နည်းနည်းကြံသေးတယ်ဒီလိုနေရာဆိုလို့ရှိရင်လမာကြီးမှာလေဟိုမသိရင်ပတိုင်းမွေးပေါ့နော်ဟိုကလားတွေလိုမျိုးပတိုင်းမွေးပေါ့နော်အဲ့လိုအမွေးတွေအခုလုံးဝမရှိဘဲနဲ့မျက်မှန်လေးကြည့်ပြီးဟဲငါမျက်နှာလေး